finally ကျွန်တော်တို့ generation မှာတော့အကောင်းဆုံးလက်ဖက်လို့ပြောလို့ရတယ်ဗျာเนาะအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Marco Pai channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနေ့ကပါဝင်လာတဲ့ဒီ Naruto နဲ့ collaboration လုပ်ထားတဲ့ကျွန်တော် Gareth Bale တို့ Marcelo တို့ Aubameyang တို့နှိုက်မယ်ပေါ့နော်ဆိုတော့ဒီဘက်မှာရိုးရိုးပုံစံတွေလည်းရှိရပေါ့နော်ကျွန်တော်ကတော့ကျွန်တော် Naruto collaboration နဲ့ဟာလေးကိုပဲနှိုက်လိုက်မယ်ဗျာOkay စမယ်ဗျာကျွန်တော် Gareth Bale ကတော့ကျွန်တော်ဒီမှာကျွန်တော်အကြိုက်ဆုံးကတ်ဖြစ်တဲ့ Champion League ကတ်ရှိရပေါ့နော်တရားခွန်တီတက်တဲ့ကတ်ရှိရAubameyang နဲ့ Marcelo နဲ့နှစ်ယောက်စောစောရရင်နားမယ်ပေါ့နော် Okay စကြအောင်ဗျာကိုရနိုင်မယ်စမယ်ဗျာhighlight ကပဲလာတယ်ပေါ့နော် PSG อ่ะကောFarito Grape Aubameyang ကလည်းတော်တော်ကြမ်းမဲ့ပုံစံပေါက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မနေ့တော့တစ်ချက်သူများအကောင့်နဲ့စော့ကြည့်လိုက်သေးတယ်ပေါ့နော်ကြိုက်တယ်ပေါ့အေးလာပြီဗျာ CF Aubameyang လာပါပြီခင်ဗျာပြောတော့ရှိသေးတယ်အခုကျွန်တော်တို့ဒီ division ရထားတဲ့ show တိုင်းတွေကတိတိတသားကွာတယ်ပေါ့နော်ကျွန်တော်ဒီအကောင့်ကြီးမှာတော့စော့မကြည့်ရသေးဘူးကျွန်တော်မနေ့တော့ညတော့ကျွန်တော်တကယ်ချင်းတယောက်ဟာနဲ့စော့ကြည့်ရတော့တော်တော်ကောင်းတယ်ပေါ့နော်Aubameyang ရပြီဗျာ Marcelo နောက်ထပ်900နဲ့ Marcelo ရရင်နားမယ်ဗျာကျွန်တော် Bruno Fernandes ဗီတိုင်းလာအောင်ပါဗောနော် Bruno Fernandes ဗီတိုင်းကြာရင်တော့ Bruno ကလည်း show တိုင်းကတ်ရှိတယ်ဒါပေမဲ့ Bruno ကတော့အကြိုက်ဆုံးကစားသမားမလို့လိုက်ပါဗျာကဲ Marcelo လာလိုက်တော့ကွာ Marcelo ကတော့ကျွန်တော်စမ်းမစော့ရသေးဘူးဗျာGareth Bale နဲ့ Uber ကတော့စော့ပြီးသွားပြီသူများအကောင်းတယ် Marcelo အခြေအနေကလည်းတခြားပြောလို့မရသေးဘူးကျွန်တော်စော့ပြီးမှပဲတခြားပြန်ပြောပေးမယ်post တွေကတော့တင်ပြီးသွားပြီပေါ့နော် pre review ပုံစံလေးတင်ထားပါတယ်ဒီသူတို့ကစားသမားဘွားအကြောင်းအနေနဲ့ပေါ့နော်ရော့ကွာဒီ20အတွင်းမှာ Marcelo လာလိုက်တော့ဟုတ်လားလာဝင် forward တဲ့ Benfica က entry Benfica ပဲတွေကဲဗျာလောက်လိုက်ပါတော့เนาะ90နဲ့နောက်ကောင်ဆိုတန်သွားပြီ Marcelo လာလိုက်ပါတော့လာဦးဗျာ highlight ကကုန်မလာအောင်ဟော highlight ကလာတယ်ပေါ်တိုကကောင်ဒီ highlight ကလေးထဲမှာပေါ်တူဂီလေးကကောင်နေများနေရเนาะThiago Silva ပေါ်တိုကတ်ပါ Thiago Silva ဖြစ်ပါတယ် Thiago Silva Isco တဲ့ Leverkusen ကောင်ဒီ highlight ကလေးမှာလိုချင်တဲ့သူမရှိပါဘူးလိုချင်တဲ့သူမရှိဘူးဒီခေါက်ကအဓိကကတော့ Marcelo လိုချင်တာများဘောက်တော့မသိမ်းချင်ဘူး Marcelo နဲ့ highlight ကပဲဗျာ CMF တဲ့ဘီလာရေးရကောင် highlight ကတည်းကတိတ်လဲထည့်ဆော့ပြမှာမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ဒီ event တွေကန်တဲ့အချိန်တော့မှကျွန်တော်တို့ event တွေမှာထည့်မသုံးပြတော့လာလိုက်တော့ကွာright wing forward တဲ့Gareth Bale ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မှအရင်ကလည်းရှိထားတော့လေတော့ Marcelo ကြီးပေါက်သိမ်းရည်လားမသိဘူးဗျာ Gareth Bale ကတော့ကျွန်တော်ကြိုက်ဆုံးထဲမှာပါတယ်ပေါ့နော်ပေါက်သိမ်းရည်လားမသိဘူးကွာတကယ်လို့မှ Marcelo လာဆိုကျွန်တော်နားပြလောက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟို Gareth Bale ကပွဲ1000တောင်ပြည့်တော့မယ်ဖူးဖြစ်နေเนาะခဏလေးဖြတ်လိုက်အောင်မယ်เนาะကဲရောင်းပြီးပေါ့เนาะကျွန်တော်နိုင်တဲ့အချိန်မှာအဲ့နည်းနည်းအာယုံနောက်တာကျွန်တော်ဒီမှာဗျာကျွန်တော်တို့ဒီ slot နေရာရောက်900ရတယ်ပေါ့เนาะကျွန်တော်အဲ့900ကိုပြည့်သွားပြီနောက်ထပ်900ဒီ bucket ထဲမှာထပ်ရတယ်အဲ့ bucket 900မှာပါကျွန်တော်ပြည့်နေပြီဗျာသိလားကျွန်တော်နည်းနည်း cut collection လုပ်တဲ့သူဆိုတော့ highlight cut တွေလည်းဥမာအသင်းတွေလည်းစုတယ်ဗျာဥမာ Fenerbahce တို့ကျွန်တော် Leverkusen တို့ Dortmund တို့အဲ့လိုတွေရောအကုန်စုတဲ့သူဆိုတော့လေ Brighton တို့အဲ့ကြောင့်ကတ်တွေကများနေရရောင်းရမှာလည်းနှမျောလို့လိုက်တဲ့အချိန်မှာနည်းနည်းလေးတော့အာရုံနောက်တာပေါ့နော်ကဲ
highlight ကနေကွမ်ကွာဘရူနိုအတွက်ချန်ချင်ပါတယ်ဆိုမှငါကောင်နေရလာလိုက်တော့ပေါက်သိန်းရည်ထင်တယ်မာဆယ်လိုကတော့ပညာပြသွားပြီကျွန်တော်တို့ပေါက်သိန်းရပြီထင်တယ်ဝေးလာလိုက်တော့ isco ကြီးကွာ isco ကြီးမာဆယ်လိုလာလိုက်ပါတော့ကွာလာပြီ finally ကျွန်တော်တို့ generation မှာတော့အကောင်းဆုံးလက်ဖက်လို့ပြောလို့ရတယ်ဗျာเนาะကျွန်တော်တို့ဒီဘောလုံးပွဲစာကြည့်ကျွန်တော်တို့လို1999ဒီနောက်ပိုင်းနေပေါ့နော်ကျွန်တော်တို့အသက်အရွယ်အပိုင်းခြားမှာတော့မာဆယ်လိုကအကောင်းဆုံးလက်ဖက်ပဲလို့ကျွန်တော်ထင်တယ်တကယ်ရင်106လောက်ထိတက်ပေးနေတာပေါ့နော်ဒါပေမဲ့105ပဲတက်တယ်ဆိုတော့ရောက်40တော့ကျန်တယ်ဗျာရောက်110နဲ့ရတာတိတ်တော့မတန်ဘူးလို့ခံစားရတယ် brother တို့ရောဘယ်လိုမြင်လဲကျွန်တော်ကနောက်ဘက် Bruno နိုင်ချင်တယ်ပေါ့နော် Bruno နိုင်ချင်တယ်ပြီးတော့ short time တွေကကျွန်တော် Vinicius နဲ့ကျွန်တော်တို့Dembele ပေါ့နော်ဒီ season ရဲ့မှာသူတို့အကောင်းဆုံးလို့ထင်တဲ့ဟာကိုထုတ်ပေးရလာတော့မသိဘူးထားပါတော့เนาะဆိုတော့ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပေးရတဲ့ brother အားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက် video တွေမှာပြန်တွေ့ပါမယ်ကျွန်တော် post တွေလည်းပုံမှန်တင်ပေးနေပါတယ်ကျွန်တော် Telegram channel တွေပါတယ်မ join ရသေးလည်း join ထားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးပဲ see you